ငွေကြီးစီမံခန့်ခွဲမှုကြမ်းတက်ကိုဖတ်ပြီးသွားလို့ပဲဖြစ်ဖြစ် YouTube မှာရင်းနှီးမြှုပ်နှံမှုသင်ခန်းစာဆဲကျင်ကြည့်ပြီးလို့ပဲဖြစ်ဖြစ်ဒါပေမဲ့ဘာမှငွေကရှိတိုင်းပဲရှိနေသေးတယ်ဆိုရင်ပြဿနာကတင်မသိတဲ့နီးပြွားကြောင့်မဟုတ်ပါဘူးပြဿနာကတင်ဦးနောက်ထဲမှာရှိနေတာပါမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ငွေကြေးပေါ်အသွေးအမြင့်နဲ့ခန်းစားချက်တွေကိုပြောင်းလဲဖို့အတွက်အချက်6ချက်ရဲ့ကိုးကားမှုအကြောင်းကိုလေ့လာမယ့်ဗီဒီယိုဖြစ်ပါတယ်အတူတူလေ့လာကြရအောင်ဗျာငွေကြေးအမြင့်မတူညီကြခြင်းပထမဆုံးနားလည်ရမှာကလူတိုင်းရဲ့ငွေကြေးအမြင့်ဟာမတူညီကြပါဘူး။ဘာကြောင့်လဲဆိုတော့ငွေကြေးဆုံးဖြတ်ချက်တိုင်းဟာကိုယ်တိုင်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံပေါ်မှာအခြေခံနေတာမို့ပါ။ဥပမာစီးပါးပြက်ကကြုံဖူးသူတယောက်နဲ့အစင်းသေးတဲ့ကာလမှာကျွယ်ဝလာသူတယောက်ဟာရင်းနှီးမြှုပ်နှံမှုကိုလုံးဝကွဲပြားတဲ့အငြင်းတွေရှိကြပါတယ်။ကိုမြင်ကွင်းဟာကဘာတလုံးရဲ့အစိတ်ပိုင်းတစ်ခုမျှသာထွတ်တယ်ဆိုတာလက်ခံထားရပါမယ်။နှစ်ကန်တရားနဲ့စွန့်စားရမှုအောင်မြင်ရင်ကြွားဝါမနေဖို့နဲ့ကြာရှုံးမြင်လဲကိုလွန်ကဲစွာအပြစ်မတင်ဖို့အရေးကြီးပါတယ်။ပြီးတော့အဆုံးရောက်အောင်မြင်မှုပုံမြင်များထက်လူအများစုကြုံတွေ့ရတဲ့ပုံစံများကိုသာလေ့လာသင်ပါတယ်။အောင်မြင်မှုတိုင်းဟာစ조사မှုတစ်ခုတည်းမဟုတ်ပါဘူး။ဥပမာ Bill Gates ကိုကြည့်ပါ။သူဟာတော်ယုံတန်ယုံစ조사မှုနဲ့ပဲအောင်မြင်ခဲ့တာလား။မဟုတ်ပါဘူး။ထိုခေတ်မှာကွန်ပျူတာရှိတဲ့ကျောင်းတက်ခွင့်ရတဲ့ကန်းကြမ္မာဟာသူ့အောင်မြင်မှုထဲမှာကြီးမားတဲ့အခန်းကဏ္ဍပါပါတယ်။ဒါပေမဲ့ဒါကစ조사မှုအကြီးမကြီးမှုလို့မဆိုလိုပါဘူး။အောင်မြင်မှုမှာအချိန်မှန်နေရမှန်ဆိုတဲ့အရာကိုစုပ်ကွင်ဖို့ကတာအရေးကြီးတာပါ။၃လုံလောက်ပြီးဆိုတဲ့စီမင်း Sam Bankman-Fried ဆိုတဲ့ crypto billionaire ကိုတတိယပါ။သူဟာဘီလီယံပေါင်းများစွာရှိပြီးပေမဲ့ဒီထက်ပိုချင်းတဲ့စောချောင်းအကုန်ဆုံးခဲ့ရတယ်။တင်ဟာလုံလောက်ပြီးဆိုတဲ့စီမင်းကိုကိုယ်တိုင်မတတ်မှတ်ပဲသူတစ်ပါးနဲ့နွားညင်တဲ့ဂိမ်းဟာဘဲတော့မှမပြီးပြတ်ပါဘူး။စစ်မှန်တဲ့ငွေကြေးလွတ်လပ်မှုဟာငါမှလုံလောက်ပြီလို့ပြောနိုင်တဲ့ရောင်ရဲမှုမှာစတင်တာပါ။၄အချိန်နဲ့ငွေပေါင်းဆက်တဲ့ယင်းနှိမ့်မြုံနှံမှု Warren Buffett ရဲ့ပတ်စံ160 billion ထဲမှာ156 billion ကျော်ဟာသူ့အသက်65နှစ်ကျော်မှာရရှိတာပါ။ဒါဟာသူတော်လွန်တာကြောင့်မဟုတ်ပဲအချိန်ကာလကြာယင်းနှိမ့်မြုံနှံပြီး compound ဖြစ်လာတာကြောင့်ပါ။အချိန်နဲ့ပေါင်းလိုက်တဲ့ငွေဟာအားတော့ဖို့ကောင်းလောက်အောင်ကြီးထွားလာတာပါပဲဖြစ်ပါတယ်။ငါငွေကြေးရဲ့တကယ့်တန်ဖိုးငွေကြေးကပေးနိုင်တဲ့အကောင်းဆုံးအရာဟာကားကြီးအင်ကြီးတွေမဟုတ်ပဲကိုယ့်အချိန်ကိုကြိုက်သလိုသုံးနိုင်တဲ့ freedom လက်ခွင့်ပဲဖြစ်ပါတယ်။မိမိလှုပ်ချင်တာကိုလှုပ်ချင်တဲ့အချိန်မှာချစ်ရသူတွေနဲ့ပူးပေါင်းလှုပ်ဆောင်နိုင်ခြင်းကသာစစ်မှန်တဲ့ငွေကြေးရဲ့တန်ဖိုးပဲလို့ဆိုရပါမယ်။၆ငွေစုချင်းနဲ့အတ္တနောက်ဆုံးအချက်အနေနဲ့ငွေစုချင်းဟာဝင်ငွေနဲ့အတ္တကြားကကွာဟချက်တစ်ခုပဲဖြစ်ပါတယ်။ဝင်ငွေဘလောက်ပင်ခေါင်းပါစေသူတစ်ပါးထချမ်းသာသလိုမြင်ခြင်းနဲ့အတ္တကိုမထိန်နိုင်ပဲနေမယ်ဆိုရင်ကြွယ်ဝဖို့ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ငွေစုချင်းဆိုလားအနာဂတ်အတွက်လွတ်လပ်မှုကိုဝယ်စုလာပါပဲ။ဒီနေ့ဗီဒီယိုမှာပြောထားတာတွေကတော့ငွေများရှာဖို့ shortcut မဟုတ်ပါဘူး။ကိုယ့်ရဲ့ငွေကြေးအပေါ်ထားရှိတဲ့အတွေးအမြင်နဲ့ခန်းစားချက်တွေကိုပြောင်းလဲဖို့တိုက်တွန်းမှုတစ်ခုပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။တဆုံတရာအကျိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ခင်ဗျာ။